ဖယားသာသနာတော်မှာမဂ္ဂင်၈ပါးအကျင့်တရားကလွဲလို့ဘာမှတခြားကျင့်စရာမရှိဘူးမဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းပဲလူတိုင်းတဏ္ဍာမှာရှိနေတဲ့ကိုယ်တဏ္ဍာမှာဘာတွေရှိတုံးဆိုရင်လိုက်ကြည့်ဘုန်းကြီးတို့တွေမှာကာယဆိုတဲ့ခန္ဓာကိုယ်ကြီးရှိတယ်နော်ဝေဒနာလို့ဆိုတဲ့ခံစားချက်တွေရှိတယ်အာယုကိုသိတတ်တဲ့အသိစိတ်ဆိုတာရှိတယ်တွေးကြံမှုဆိုတဲ့သဘာဝဓမ္မတွေရှိတယ်။အော်ကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုသူ့သဘာဝအတိုင်းမြင်အောင်ရှုမှတ်ပွားများနေတာ။ကိုယ်ကာယကြီးကိုသဘာဝအတိုင်းရှုမှဥမာထွက်လေဝင်လေလေးကိုရှုနေလို့ရှိရင်ကာယ ानु ပဒနာပဲ။ဝမ်းနေတယ်ဝမ်းသာတယ်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားချက်လေးကိုရှုနေလို့ရှိရင်ဝေဒနာ ानु ပဒနာကိုယ်စိတ်ထဲမှာဖြစ်တဲ့လောဘနဲ့ရှင်တွဲလာတဲ့စိတ်ဒေါသနဲ့ရှင်တွဲလာတဲ့စိတ်မောဟနဲ့ရှင်တွဲလာတဲ့စိတ်ဒီစိတ်ကလေးတွေကိုရှုမယ်ဆိုလို့ရှိရင်စိတ်တ ानु ပဒနာကြံတဲ့ကြံတွေးမှုကြံစီမှုတွေရုပ်ခန္ဓာတွေစသဖြင့်ရှုမယ်ဆိုလို့ရှိရင်ဓမ္မာနုပဒနာအဲ့ဒီမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုအမှန်မြင်အောင်ကြည့်ဖို့အမှန်တမ်းလိုအပ်တယ်တဲ့အဲ့ဒီအမှန်မြင်အောင်ကြည့်တာကိုပဲတမ္မာဒိဋ္ဌိလို့ခေါ်တာတမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်ဖို့အတွက်ဘာလို့ရမလဲတမ္မာသင်္ကပ္ပဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့လိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့ရအတွက်ကြိုးစားဖို့လိုအပ်တယ်တမ္မာဝါယာမထိုကြိုးစားတဲ့အခါမှာစိတ်ဆိုင်ဖို့လည်းလိုအပ်သေးတယ်တမ္မာတတိအာယုန်တစ်ခုထဲမှာစိတ်ကိုငြိမ်အောင်ထားဖို့တမ္မာသမာဓိဟောပေါင်းလိုက်တဲ့အခါကျတော့ဒီမဂ်ခင်၅မျိုးအဓိကကာရပကမဂ်ခင်လို့ခေါ်တယ်တရားဓမ္မအကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါမှာဒီမဂ်ခင်၅ခုဟာဟန်ချက်ညီညီနဲ့အလုပ်လုပ်သွားပြီဆိုလို့ရှိရင်သဘာဝတွေကိုသိသွားမှာဆိုပါစို့ထွက်လေဝင်လေလေးကိုရှုမှတ်နေတယ်ဆိုလို့ရှိရင်ထွက်လေဝင်လေလေးကိုမသိအောင်သဘာဝကလေးကိုမသိအောင်ကြိုးစားတာတမ္မာဝါယာမထိုထွက်လေဝင်လေလေးကိုအမြဲတမ်းတတိကတ်ထားတာကတမ္မာတတိထိုထွက်လေဝင်လေအာယုံလေးတစ်ခုတည်းပေါ်မှာစိတ်ကိုတည်ငြိမ်အောင်လုပ်ထားတာကတမ္မာသမာဓိထွက်လေဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတွေးခေါ်နေတာကတမ္မာသင်္ကပ္ပဟောအဲ့ဒါလို့လေးခုပေါင်းစပ်လိုက်တဲ့အခါဘာပေါ်လာတော့ဆိုရင်တမ္မာဒိဋ္ဌိထွက်လေဝင်လေလေးရဲ့သဘာဝတရားကိုအမှန်မြင်လိုက်တဲ့တမ္မာဒိဋ္ဌိဆိုတာပေါ်လာတယ်